အားလုံးပဲမင်္ဂလာပါ77 Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ United ရဲ့တရားသီးစာတရုတ်ပြက်ချင်းဆိုတဲ့ topic နဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာပါအဲ့တော့ဒါ United ကတော့တရုတ်ကတော့နှစ်တိုင်းတော့ပြတ်နေတာပါပြောမယ်ဆိုလို့ရှိရင်အဲ့လောက်ကြီးတော့ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူးဒါပေမဲ့တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်ဒီနှစ်ကတော့တမိုင်းမှာအဆိုးအဝါဆုံးတော့ပြောလို့ရတယ်ဒါနှစ်တိုင်းဒါစံချိန်ချိုးနေတယ်ပေါ့လေမနစ်ကဆိုလည်းဒါတမိုင်းမှာအဆိုးအဝါဆုံးပဲဒီနှစ်ဆိုရင်ပူအောင်ဆိုးဝါးသေးတယ်အဲ့တော့တမိုင်းတစ်လျှောက်မှာဒါဒီနှစ်တည်းကတော့အဆိုးအဝါဆုံးပါပဲလို့ပြောမယ်ဆိုရင်ဒါပေမဲ့တစ်ခုရှိတာကြီးပါလဲဆိုတော့အဆင့်ဒီ16 19ရာမှာပြေးနေတယ်ဒါပြောမယ်ဆိုလို့ရှိရင်စပါးနဲ့နင်လားငါလားဆိုတဲ့သဘောတရားမျိုးမှာရှိတယ်အဲ့ဒါထပ်ပူပြီးတရုတ်ပြတ်တာကြီးပါလဲဆိုတော့ပိုင်ရှင်တဲ့ပြီးလို့ရှိရင်ဒါကစားသမားရဲ့ပုံစံနေပြီးလို့ရှိရင်ရလက်တွေကပို့ပြီးတော့တရုတ်ပြတ်တယ်ဆိုတဲ့အနေအထားမျိုးမှာရှိတယ်စပါးကတော့မှတရုတ်ပြတ်တယ်ဆိုတာကကျွန်တော်ကစပါးကိုအရင်တရုတ်ပြတ်တယ်လို့မထင်ဘူးဘာဖြစ်လဲဆိုတော့ logistic အရင်ဖြစ်တယ်ဒါပြောမယ်ဆိုလို့ရှိရင်စပါးရဲ့နေပြ post တက်ကူလို့ပေါ့သူဒီ logistic အရင်ဖြစ်တယ်သူ့နီးမှသူ့နီးရဆိုတဲ့သဘောတရားမျိုးပေါ့ ego ဆဲရှိတာအဲ့တော့ highline defense ကစားတယ်ဂိုးတွေပေးရတယ်အကြောင်းရင်းအမှန်ကိုကျွန်တော်တို့သိရတယ်အဲ့တော့အဲ့ဒီအကြောင်းရင်းအမှန်ကိုပြင်လိုက်ပြီဆိုလို့ရှိရင်အချိန်တန်လို့ရှိရင်စပါးတီသူ့နေရာနဲ့သူပြန်လာမယ်အချိန်တန်လို့ရှိရင် Europa League ဝင်မောင်းရင်လည်း Champions League ဝင်ပြေးမတွေ့ဘူးပြီးတော့ Daniel Levine တီတော်တော်များများကကစီနဲတယ်လို့သာပြောတာဟုတ်ကဲ့စပါးကဟိုပြောမယ်ဆိုရင် Champions League နဲ့ Europa League တော့အမြင်နဲ့နတ်မှန်နေဆိုတဲ့အနေအထားမျိုးမှာရှိတယ်ဟုတ်ကဲ့အဲ့တော့အဲ့လိုမျိုးနတ်မှန်နေတာဒီအတင်းရဲ့ဝင်ကိုလည်းကောင်းစေတယ်လို့ဒါကစားသမားအတစ်တွေဖြည့်တဲ့နေရာမှာလည်းသူ့ဟာနဲ့သူဟန်ချက်ညီတယ်ဒါပေမဲ့တခုရှိတာဒီပါလဲဆိုတော့နောက်ထပ်တစ်ခုကပါလဲဆိုတော့စပါးကအဆင့်16မှာပြေးနေတယ်ဆိုတဲ့အနေအထားမျိုးကတန်း200ပြေးနေတာမဟုတ်ဘူးဒါပေမဲ့ Manchester United ကတန်း200ပြေးနေတာတန်း200ကိုတော့မှtransfer 3ခုစက်တိုက်3ပြီးတော့ဒါဈေးကွက်3ခုစက်တိုက်3ပြီးတော့ဒါတန်း600ကျော်အခုဆိုလို့ရှိရင်တန်း800ကျော်လောက်ဖြစ်နေပြီအဲ့လိုမျိုးအနေအထားမျိုးမှာတရုတ်ပြတ်နေရဆိုတဲ့အနေအထားမျိုးမှာရှိတယ်အဲ့တော့အစားအနေစမယ်ဆိုလို့ရှိရင်တော့ကွင်းတွင်းခြေစမ်းပေါ့ကွင်းတွင်းခြေစမ်းဆိုလို့ရှိရင် United ဒီလက်ရှိအချိန်မှာတောက်လျှောက်ရှုံးနေတယ်အဲ့လိုမျိုးတောက်လျှောက်ရှုံးနေတဲ့အနေအထားမျိုးဒီပိုင်ရှင်ကြောင်းလို့လည်းကျွန်တော်တို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ဆိုကြပါစို့ကျွန်တော်တို့ကဂလေးစာကိုအဖြစ်ပြောတယ်။ Ineos ဆိုအကောင်းပြောတယ်ဆိုတော့ညာလေးပဲ Ineos လို့လုပ်တဲ့ပုံစံကြီးဆိုကြပါစို့ကျွန်တော်တန်ဟက်ကိုအစကနေထုတ်လို့ရတယ်နဲ့ FA Cup ကြောင့်ဒါပရိသတ်တွေရဲ့ထောက်ခံမှုကြောင့်ဆက်ထားလိုက်တယ်ဆိုတဲ့သဘောမျိုး။ဒါပေမဲ့တန်ဟက်ရတဲ့ဆိုးလာတဲ့အချိန်မှာတော်ဝက်တစ်ပြက်ကြီးနဲ့ဒါပြောလို့ရှိရင် Amorin ခေါ်လိုက်တယ်။ Amorin ဒီလေသူ့ရဲ့ကစားကွက်တွေကဒီကစားသမားတွေနဲ့အမကိုက်လို့ဆိုတာဒီ natural position မဟုတ်ဘူးပေါ့ဗျာ professional ကစားသမားဆိုရင်တော့ဒီကစားကွက်ကတော့ကစားတက်ရမယ်ဆိုတဲ့ပုံစံမျိုးတော့ရှိတယ်ဆိုတော့ညာလည်းပဲဟို natural position တွေမဟုတ်ကြအောင်အဲ့တော့ Amorin ဒီသူ့ momentum ကိုပြန်ရအောင်လို့ယာဒီဘွက်မှာပြင်ရတယ်ဟုတ်ကဲ့ပြင်ရမယ့်အချိန်မှာလေ momentum ရလာပြီဆိုရင်ဒါဒီ national league တွေကပါလာလိုက် momentum ရလာပြီဆိုလို့ရှိရင်နိုင်ငံအတင်းမှာတွားပြီးတော့ကစားရလိုက်ဒီလိုမျိုးပုံစံနေနဲ့ momentum တစ်ခုอ่ะပြန်ပြီးတော့အဖက်ဆယ်လို့မရဘူးဖြစ်နေတယ်အဲ့လိုမျိုးအဖက်ဆယ်လို့မရတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ရှောင်းထုတ်လိုက်တဲ့ကစားသမားတွေမဟုတ်အငှားထုတ်လိုက်တဲ့ကစားသမားတွေကလည်း squad depth ကိုပို့ပြီးတော့ဟိုပြောလို့ရှိရင်လိုအပ်စီတယ်လို့ပြောလို့ရတယ် Rashford ကိုထုတ်ပါလို့ပြောရဲအခု Rashford မရှိဘူးဘာဖြစ်နေလဲဒါလည်းပြောမယ်ဆိုရင် Rashford ကိုထုတ်ပါဆိုတာမှန်တယ်ဒါပေမဲ့ new player တော့ရောက်လာမှာပေါ့အခုဟာဒီအငှားပဲထုတ်လိုက်တယ်ယာဒီဘက်မှာအငှားတွေအကုန်ထုတ်လိုက်ပြီးတော့ပြန်ဝင်တာဒီဒိုကူတယောက်ပဲရှိတယ် left wing မှာတယောက်ပဲ sorry left back မှာတယောက်ပဲရှိတယ်အဲ့တော့တကယ်နဲ့left wing မှာအဆင်မပြေဘူးဆိုရင်ထုတ်သုံးစရာလူတော်မှာနောက်လှည့်ကြည့်လိုက်လို့ရှိရင် academy player တွေပဲရှိတယ်ဒါပေမဲ့ United academy ကလည်းလူတိုင်းပြည့်တဲ့အတိုင်းပဲ class of 92မှာကျန်ခဲ့ပြီတော့ဟိုအခုခေတ်မှာဆိုလို့ရှိရင်တယောက်စားနှစ်ယောက်စားပဲပေါ်လာ Rashford ပေါ်မယ်ပြီးလို့ရှိရင်ဆိုကြပါစို့ Garnacho ပေါ်မယ် Ahmed Diallo ပေါ်မယ်ဒါ Greenwood ပေါ်မယ်ဟို Man City academy ထွက်တာထပ်တောင်မှာပို့ပြီးတော့ကစားသမားအဖက်နေတယ်လို့ပြောလို့ရတယ်လက်ရှိ Man City မှာ academy ထွက်ကစားသမားတွေက4ပါမရှိတယ်4တန်ရှိတယ် Friend ပေါင်ရှိတယ်အတင်းကြီးတွေမှာရောက်နေကြတယ်အခုလက်ရှိ Friend ပေါင်ဆိုလို့ရှိရင် Liverpool ဆင်မှာချန်ပီယံယူပြပါတယ်ဒါဘွန်ဒက်စီဂါချန်ပီယံဖြစ်သွားတယ်လက်ရှိလီဗာပူးကိုပြောင်းလာတော့မယ်ဒါ friend ပေါင်းဒီဒါတော်တော်များများမသိကြသေးတာဒီ Man City Academy ဖတ်တယ်လို့လည်းပြောမယ်ဆိုလို့ရှိရင်ဒီ lap တောင်မှ United ကပြင်ပြီးတော့စိတ်ဝင်စားနေရတယ်ဒါဒီ Man City ရဲ့ Academy ဖတ်တယ်ရဲ့အင်အားလို့ကျွန်တော်တို့ပြောလို့ရတယ်တိုးတော်ညာလည်းပဲ Manchester United မှာအဲ့လိုမျိုးအင်အားမျိုးရှိမနေဘူးအဲ့တော့ squad depth အရာညော်နေစေတယ်ပြီးတော့ကစားသမားတွေကဘာမှမျှော်လင့်ချက်မရှိတော့သူတို့ကချန်ပီယံလိမျှော်လင့်ချက်ရှိလားမရှိဘူး Europa League မျှော်လင့်ချက်ရှိလားမရှိဘူးဝင်ပေါ့နော်ဝင်တဲ့မျှော်လင့်ချက်မရှိဘူးအဲ့တော့ခြေစွမ်းက Manchester United တွေနှစ်ခုဖြစ်နေ Europa Leagueတိုင်ပွဲအတွင်းမှာဆိုလို့ရှိရင် competition မှာဆိုလို့ရှိရင်သူတို့ဒီ expectation အရင်များငါတို့ final တက်ရမယ်ဒီလိုခြေစမ်းကောင်းဒါပေမဲ့ Premier League မှာဘာမှမျှော်လင့်စရာမရှိတော့ဘူးတန်းလည်းမစင်းတော့ဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့အချိန်တန်လို့ရှိရင်ရှုံးသွားတဲ့ဒီတိုင်းမှာပဲဆိုတဲ့ပုံစံမျိုးပေါ့အဲ့တော့ mentality ဘိုင်းဆိုင်ရာအရာဆိုရင်အရင်ကျိုးပြတ်နေပြီလို့ပြောလို့ရတယ်ပြီးတော့နောက်တစ်ခုပါလဲဆိုတော့နီးပြအားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့အခုအချိန်မှာဒါပြောလို့ရှိရင်ပြောင်းတာကဒီတရားဒီထဲမှာ2ယောက်ရှိအဲ့လိုမျိုးပြောင်းတဲ့အချိန်တော့မောင်းရတယ်ဒါယာဒီတွေမှာအများကြီးပဲအဲ့တော့ပြောလို့တော့မနိုင်တော့ဘူးဆိုတဲ့သဘောမျိုးမှာရှိတယ်အဲ့တော့
အဲ့လိုမျိုးတရုတ်ပြက်နေတာအပြင်ကိုမှပိုင်ရှင်တွေတရုတ်ပြက်တာကြတော့လေလက်ရှိမှာဆိုလို့ရှိရင် Sir Alex Ferguson ကို2တန်းမပေးတော့ဘူးပြောရင်ဂါလာဝါကြီးပေါ့ဗျာတော်တော်ပြောမယ်ဆိုလို့ရှိရင်တော့အတိုင်ပင်ခံပုဂ္ဂိုလ်အတွက်လက်စာပေးရဲဆိုပေမဲ့ Sir Alex Ferguson ဒါပြောလို့ရှိရင်တိဆောက်ထားတဲ့ legendary တခုရ legacy တခုရဆိုလို့ရှိရင် Sir Alex Ferguson ကိုတစ်နှစ်မှ2တန်းပေးတာဘာမှပြဿနာရှိတဲ့ဟာမဟုတ်အဲ့လိုမျိုးတွေလည်းမရှိတော့ဘူးပြီးတော့ဒါဝန်ထမ်းတွေကို short ချတယ်ဝန်ထမ်းတွေကို short ချတာတော့မှန်ပါတယ်ဒါပြောလို့ရှိရင်အသုံးစိတ်ချုပ်ဖို့အတွက်ဆိုတော့ဒါပေမဲ့တရုတ်ပြက်တာတွေပါတယ်ဆိုတော့ဘလောင်းတီရောအတွက်ဟိုပြောလို့ရှိရင်ကိုယ့်ရဲ့ခစားသမားဒီလူငယ်ပေါ့နော်ဒါပြောမယ်ဆိုလို့ရှိရင်အဲ့ဒါဟောပေါ့အခုရမဲရသွားတာနေဒီနှစ်မှာအဲ့ဒီအကောင်းဆုံးလူငယ်ခစားသမားစုအတွက်တောင်မှခန္ဓာချိုနဲ့ကိုဘီမိုင်နူးနဲ့ပါတယ်တောင်မှမန်စီးတီးရဲ့ဟိုလေရင်ပေါ့ကတ်လိုက်ခိုင်းနေဆိုရအနေထားမျိုးမှာအဲ့လောက်ထိတော်တော်ကစီးနေတယ်လို့ပြောလို့ရတယ်အဲ့တော့အဲ့ဒီပြဿနာလေးတွေကဘာမှဟုတ်မနေဘူးလက်ရှိမှာနှစ်ချုပ်ကိုကြည့်လိုက် United ဒီအကျွေးတင်နေနေဆိုပေမဲ့တကယ်နှစ်ချုပ်မှာ100စီစာလက်မှတ်ရောင်းထွက်နေရကြီးပဲ top 10ဝင်ငွေအကောင်းဆုံးအသင်းတွေမှာပါနေတာကြီးပဲဒါဒီတစ်ကာလအများကြီးတိစောက်ထားတဲ့ image တွေလို့ပြောလို့ရတယ်အကျွေးဆိုတာလည်းကျွန်တော်တို့ဘာစီလိုနာလောက်ထူအောင်မလားဗျာပြောတယ်ပြောမယ်ဆိုလို့ရှိရင်ဘာစီလိုနာမှာ 1.2 billion အကျွေးရှိတယ်သူကစားသမားတွေခေါ်နေတာပဲနီးပြရေတယောက်ပြီးတယောက်ပြောင်းနေတာပဲအခုအောင်မြင်မှုတွေရပါပြီ Manchester United ကဘာကြောင့်ကြံခဲ့တာလဲcrisis ဖြစ်တာချင်းအတူတူပဲ Manchester United ကတော့မှအလုံးအထည်ကောင်းသေးတယ်ဒါပေမဲ့ပိုင်ရှင်တွေဆိုလို့ရှိရင်ဒါပြောရင်ဝန်ထမ်းတွေကို short ချတယ်ပြီးလို့ရှိရင်ဒါ Sir Alex Ferguson ကိုမပေးဘူးပြီးတော့ဆိုကြပါစို့တော်တော်ကစီးနေတယ်လို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့ Europa League လက်ရှိ final မှာဆိုလို့ရှိရင်ကစားသမားတွေအတွက်ဒါ free ticket မိသားစုတွေတော့နော်ကစားသမားမိသားစုတွေအတွက် free ticket မပေးဘူးဝန်ထမ်းတွေကိုလည်းမပေးခြင်းတယ်ပေါ့နော်ပရိသတ်တွေဆိုလို့ရှိရင်လည်းလက်ရှိမှာဆိုရင်ကျွန်တော်တို့ဘယ်လိုဖြစ်လဲဆိုတော့ပရိသတ်တစ်ယောက်ကသူသမီးနဲ့ဒါဟိုဘယ်လိုပြောမလဲမတော်နိုင်လို့ပေါ့နော်ဒီပွဲကိုမတော်နိုင်လို့သူတို့ဝယ်ထားတာကနှစ်ဆောင်ပေါင်းမှဟိုပြောလို့ရှိရင်ပေါင်60 50ကျော်လောက်ပဲရှိတယ်အဲ့ဒါကို official Manchester United ရဲ့ website မှာတင်ထားတာဒီပေါင်998ပေါင်နဲ့တင်ထားတယ်အဲ့တော့ပြောချင်တဲ့သဘောတရားမျိုးကဘာလဲဆိုတော့တန်း200 300လေးအဖက်တင်လာဆိုမတင်ဘူးအဲ့ဒီအတွက်ချုပ်လိုက်တဲ့ပြဿနာတွေဒီလေအသင်းတွေကိုတော်တော်လေးယိုယွင်းစေတယ်လို့ပြောလို့ရတယ်အခုဆိုလို့ရှိရင် Manchester United က save ဝါဖြစ်နေပြီဒါ Glazer ကလည်းဟိုပြောရမယ်ဆိုလို့ရှိရင် Radcliffe ကိုမတင်မချင်တော့ Radcliffe ကလည်း Glazer ကိုအပြစ်ထိုးချနေဆိုတဲ့သဘောမျိုးငါတို့ကချုံကျင်လုံးချုံရတာမဟုတ် Glazer ကြောင့်ချုံရတာ Glazer ကြတော့လေသူကအခုချိန်ကြီးရှိနေပြီးတော့သူ့ကိုအပြစ်ပြောတာကျွန်တော်မကြိုက်ဘူးဆိုတဲ့သဘောတရားမျိုးပေါ့ဒါ operation ဘိုင်းမှာလည်းပြဿနာဖြစ်နေတယ်ပြီးလို့ရှိရင် result တွေအပိုင်းမှာလည်းပြဿနာဖြစ်နေတယ်နောက်နှစ်မှာဆိုလို့ရှိရင် Amorim ဒီဘယ်လိုဖြစ်မလဲကျွန်တော်မသိကြဘူးမတုံးဘူးဆိုပြီးတန်း200ထပ်တုံးပေးတယ်ဆိုလို့ရှိရင်တော့တစ်မျိုးပေါ့ဒါ Amorim ပေါ့ expectation တစ်ခုထားလို့ရတာပေါ့ဒါပေမဲ့တောက်လျှောက်ရှုံးနေပြီးတော့တဲ့အသင်းအဲ့အသင်းကိုမှပြန်လာမယ်နောက်ရာသီပြန်လာမယ်ဆိုလို့ရှိရင် mentality တွေက Amorim ဟိုlive လုပ်နိုင်မှာမလားပေါ့ပြောလို့ရှိရင်ထမ်းတင်ပေးနိုင်မှာမလား Amorim ကိုယ်တိုင်ကလည်းပြောမယ်ဆိုတချို့အချိန်တွေမှာဆိုလို့ရှိရင်ကြံရမရတဲ့ပုံစံမျိုးတွေရှိတယ်သူကံရောကြံရမရဖြစ်နေတဲ့အချိန်မှာသူကစားသမားတွေကိုအဆင်ပြေအောင်ထားနိုင်မှာမလားဒါဒီကျွန်တော်တို့ဒီနှစ်တစ်နှစ်စာတရုပ်ပြက်ရုံနေမှာကောအဲ့တရုပ်ပြက်မှုကနေပြီးတော့နောက်နှစ်ပါကူသွားနိုင်တဲ့disease တွေလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့လေဟုတ်ကဲ့ပါအဲ့တော့ဆိုအခုဆိုလို့ရှိရင်တော့ United ရဲ့တရားသီးစာတရုပ်ပြက်ခြင်းဆိုတဲ့ topic နဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်